Hello ယူပါရှင်ဒီနေ့ကဗီဒီယိုသစ်လေးတွေမရိုက်ဖြစ်ဘူးဆိုတော့အရင်ကရိုက်ထားတဲ့ဗီဒီယိုလေးကို edit လုပ်ပြီးတော့မှ drip ထဲမှာတင်ထားတဲ့ဟာလေးတွေကိုပဲတင်ပေးလိုက်ပါတယ်ဒီဗီဒီယိုကရိုက်ထားတာနည်းနည်းတော့ကြာပြီ edit လုပ်ပြီးတော့မှအတန်မသွင်းဖြစ်တာပေါ့နော်ဒီနေ့ကမရိုက်ဖြစ်ဘူးဆိုတော့ဒီဟာလေးပဲတင်ပေးလိုက်တယ်ဗီဒီယိုကရိုက်ထားတာကြာပြီးတော့မှအခုမှအတန်သွင်းတာဆိုတော့လမိုင်းကတိတ်မကတ်ချင်တော့ဘူးဘာတွေလုပ်နေလဲကိုလည်းတိတ်မမှတ်မိတော့ပါဘူးကွယ်အဲ့ဒီနေ့ညနေကအเจ้าကပြန်ရောက်တော့ခေါင်းလျှော်လိုက်တယ်ပေါ့နော်ရေလဲချိုးလိုက်တယ်ပြီးတော့မိုးကလည်းအုပ်နေတာညနေကလည်းစောင်းနေပြီဆိုတော့ခေါင်းကိုတော့ dryer ပဲမှုတ်လိုက်တယ်ရာဒီဥတုအခြေအနေကတော့အဲ့လိုပါညဘက်ရောက်တော့သမင်းကတိတ်မစားတာနဲ့သမင်းနည်းနည်းလေးပဲစားဖြစ်ပါတယ်အနည်းကဟင်းကအမဲသားချက်တင်တယ်ပြီးရင်တော့တနေ့သားသုံးခဲ့တဲ့အသုံးစိတ်တွေကိုရေးစရာရှိရလေးတွေရေးလိုက်တယ်အဲ့ဒီစည်ရင်စာအုပ်ကရေးပဲရေးတာပြန်ပြီးတော့မဖွင့်ကြည့်ဘူးရင်ဘတ်အောင်လို့ဒီနေ့ကသမင်းစားတာလည်းနေတယ်ဆိုတော့ညဘက်ကိုအစားပြေမုတ်စားလိုက်ပါတယ်ငပြုတ်ကိတ်ကတော့ပြုံပြုံလေးငပြုတ်ကိတ်ပါလို့ရှိရင်တော့ညာရိတ်ခန်းဒီမှာတွားတိုက်လိုက်ပါတယ်။ဒါဒီဦးတို့ကပြန်ပြီးတော့မှအေးရဆိုတော့ဆောင်းကတော့ပုံမှန်တိုင်း၃ထည့်ပြန်ထည့်ရပါတယ်။အေးရကလည်းပြင်ပြီးရာဒီဦးတို့ကလည်းအေးနေရနဲ့အိတ်လိုက်ပါတယ်ရှင်။အားလုံးပဲ good night ပါ bye bye